Piazza che ci trovo con mare, mi ho le mele di Japan, Giungi di la mia mezza di nome. Quindi che c'è il migliore in Yasune, per la Piazza che vive da Giro con mare. Sono aro a Moansia Bave, come pensare un po'. Diciamo che non ha niente Moansia di Rio, Moansia pensare di Rio, non ha solo voi dai. Però è Anna Dero, tu ha.ကျွန်တော်ရင်းနှီးသွားတဲ့အခါမှာကျွန်တော်ရတဲ့မို့ပုံနဲ့အဲ့လိုဆက်လက်လေးတွေပါလေးကိုဝယ်သွားတယ်။ဒါမှနောက်ပိုင်းပြန်ကြည့်တဲ့အခါကျတော့ကျွန်တော်ကဒီမကောင်းတဲ့ဘက်ကိုကျွန်တော်အားပေးသလိုဖြစ်ပြီးတော့ကျွန်တော်နောက်ပိုင်းအဲ့ဒါမလုပ်တော့ပါဘူး။ကျွန်တော်ကရှင်းပြောမယ်ဆိုဒီအချင်းလူမျိုးတွေနဲ့မစိမ့်ပါဘူး။ဘာလို့ဆိုတော့ကျွန်တော်ငယ်ငယ်လေးကဝန်စီမာနေခဲ့တဲ့အခါကျတော့အားလုံးကကိုယ်ပြင်းသားမှာကချင်နေရဖြစ်တယ်။ကျွန်တော်ဂျပန်နိုင်ငံကိုအခုရောက်တာ3 ခေါက်ရောက်ဖြစ်ပါတယ်။ပထမဆုံးခေါက်ကတော့ဒီဂျပန်နိုင်ငံကနေပြီးတော့အာဆီယံ music အနေနဲ့ကျွန်တော်တို့ဖိတ်ကြားခြင်းခံရပြီးတော့ကျွန်တော်တို့ပထမဆုံးတစ်ချိန်98မှာရောက်ခဲ့ပါတယ်။နောက်တစ်ချိန်ကတော့သူဆက်လက်ပြီးတော့ J ASEAN Pop ဆိုပြီးတော့ဒီဂျပန်နိုင်ငံကြီးမှုတဲ့ဟာကိုလည်းတစ်ခါဆက်လက်ပြီးတော့2003ခုနှစ်ဒီဇင်ဘာမှာဖိတ်ကြားခြင်းကိုခံရပါတယ်။ဒါပေမဲ့အဲ့ဒီလာတော့ကတော့သူကနိုင်ငံခြားဘက်အနေနဲ့ပဲတည်ရတဲ့ခါကျတော့ကျွန်တော်ဒီမြန်မာလူမျိုးတွေနဲ့ကျွန်တော်နည်းနည်းကင်းကွာနေပါတော့ဟိုဒီဘက်ကိုလာပြီးတော့ဖြောပြခွင့်မရခဲ့ပါဘူးဒါပေမဲ့ဒီတစ်ခါကျတော့ကျေးဇူးတော်ပါပဲဒီဗမာအဖွဲ့အစည်းကနေခေါ်တဲ့ခါကျတော့ကျွန်တော်ဒီဗမာအတိုင်းဝိုင်းနဲ့အတူကငွေထွေးစာပြင်ကျွန်တော်တို့ဖြောပြခွင့်ရပါတယ်ကျွန်တော်အသက်တာလေးကိုအတူတူပြောရမယ်ဆိုရင်ကျွန်တော်ကတစ်ချိန်ကဂီတာပညာကိုအရင်ယူသွတ်ပါတယ်ကျွန်တော်၄နှစ်သားလောက်တည်းကကျွန်တော်ဂီတာစတီးရယ်ကျွန်တော်ဖျားเจ้าတွေမှာကျွန်တော်ရှေ့ရကျွန်တော်အကူတွေကျွန်တော်တက်သဘာကြီးနဲ့လူတွေတီးရအတွင်ကျွန်တော်အရန်သဘောကျတယ်ကျွန်တော်အဲ့ဒီကနေပြီးတော့ကျွန်တော်အရန်ဂီတာဝါသနာကိုယူဒါပေမဲ့ကျွန်တော်မှာဘာမှမရှိပါဘူးကျွန်တော်က0ကနေကျွန်တော်စခဲ့တဲ့တက်တာပါရန်ကုန်မြို့မှာလည်းကျွန်တော်မနေခဲ့ပါဘူးကျွန်တော်မွေးဖွားတာကျွန်တော်ဟင်းသရာမြို့ရဲ့12မိုင်လောက်ဝေးတဲ့တောရွာလေးတစ်ရွာနေကျွန်တော်မွေးဖွားပါတယ်အဲ့ဒီကနေကျွန်တော်မိဘတွေကအရန်ယုံကြည်ခြင်းအားကြီးတဲ့အခါကျတော့ကျွန်တော်ဆူတောင်းပေးတယ်ကျွန်တော်ဖြစ်ချင်တဲ့အရာဒီဂီတာပညာကိုကျွန်တော်အရန်တီးတတ်ခြင်းတယ်ကျွန်တော်အားကြောင့်ကျွန်တော်လည်းငငယ်လေးက Sunday School တွေပါတက်ပြီးတော့ဖျားသခင်ကိုဆုတောင်းတယ်ကျွန်တော်ဒီလိုဖျားသခင်လိုလို့ရှိရင်ကျွန်တော်ဖြစ်ဒီလိုဖြစ်ချင်ပါတယ်။ဘာဖြစ်ဆိုတော့ကျွန်တော်တို့ဘေးပတ်ဝန်းကျင်မှာမြုံကြည့်သူတွေများတယ်။ဥပမာဖုန်ကြီးပြန်တို့ဒင်္ဂလာဆောင်တို့အတူတို့ဘာလို့ရှိရင်အမှဇက်ပွဲတွေလာတယ်။ဇက်ပွဲလာရင်ကျွန်တော်ကအရန်အဲ့မှာဂီတာတီးရဲ့လူတွေကိုကျွန်တော်ကြည့်ပြီးတော့အရန်အားကြတယ်။ငါသာတစ်ချိန်ဒီလိုဒီနေရာလေးမှာတီးရရင်ငါသိပြောပြီးအများစဉ်းစားခဲ့တယ်။ဒါနဲ့ကျွန်တော်ကျောင်းဆက်တက်တယ်။အဲကျွန်တော်တို့မြို့မကြရွာမကြနေရာလေးမှာသွားတက်တယ်။အဲ့မှာတကယ်ချင်းတွေကဘုံကတိန်ဝဲကြရင် state စင်တွေပါဖြစ်လာတယ်။အဲ့မှာအပေါ်တက်တဲ့ငါသာတစ်ချိန်ဒီလိုနေရာလေးမှာကျွန်တော်တီးရရင်ကျွန်တော်တကယ်ဖျားသခင်ကိုကျေးဇူးတင်ပါတယ်ကျွန်တော်အဲ့လိုမျိုးဖြစ်ချင်ပါတယ်ဆုတောင်းခဲ့။အဲ့လိုနေပဲကျွန်တော်ရန်ကုန်မှာရှိတဲ့အမကျွန်တော်အမကြီးဆုံးဒီမတ်အားဘူးရဲ့အကူနဲ့ကချင်လူမျိုးနဲ့ရတဲ့အမပေါ့နော်ပထမအမအကြီးဆုံးကနေပြီးတော့ကျွန်တော်ဒီလောက်ရန်ဝါသနာထုံအားကြီးရဆိုကျွန်တော်ရန်ကုန်မြို့ကိုခေါ်ပြီးတော့ဒီတာသင်ခိုင်းတယ်ဒီတာသင်တဲ့အခါမှာကျွန်တော်ကျေးဇူးတော်ပါပဲကျွန်တော်က M1C ကိုရောက်ခဲ့တယ်ကျွန်တော် M1C မရောက်ဖဲနဲ့တခြားနေရာမှာဆိုရင်ကျွန်တော်ဘယ်လိုဘဝတာအချိုးပြရဘယ်လိုဖြစ်သွားမလဲဆိုတာပြောလို့မရပါဘူး M1C ရောက်တဲ့အခါမှာကျွန်တော်အရန်လေးစားအားကြခဲ့တယ်ဆရာစိုးဝေမှုကမှနံပါတ်4လာဖြစ်နေနောက်ဖြစ်နေတာဖြစ်တဲ့အခါကျွန်တော်ကသွားမိတယ်ဆရာစိုးဝေမှုဆိုတာဘယ်နှယောက်ရှိလဲပေါ့သွားမိတဲ့အခါမှာသူတို့သူများတွေကဝိုင်းကြည့်တယ်ကျွန်တော်စိုးဝေမှုဆိုတာဒီတယောက်ပဲရှိတယ်ဟုတ်လားကန်စာတို့လွှမ်းမိုးတို့ထဲမှာတီးတဲ့စိုးဝေမှုဆိုတာဒီတယောက်ပဲရှိရဆိုကြားရတယ်ကျွန်တော်အရန်ဝမ်းသာတယ်အဲ့ချိန်မှာကျွန်တော်သူ့ကိုဝေယဝတ်စာတွေအားလုံးလုပ်ပြီးတယ်သူ့အမြဲကျွန်တော်တပည့်ခံပြီးတော့ကျွန်တော်အမြဲတမ်းသူ့နဲ့အတူနေအတူစားအဲ့ M1C မှာပဲသင်တန်းကာလမှာအတူနေအတူစားတဲ့ခါမှာသူကကျွန်တော်ရဲ့သဘောကိုနားလည်လာပြီးတော့ကျွန်တော်ကိုလည်းသူကသားရင်းကြောက်လို့သူကအရန်ချစ်သွားတယ်အဲ့ချန်နေကျေးဇူးတော်ကြောင့်ကျွန်တော်သူနဲ့အတူကလက်တွဲပြီးတော့ဒီဂီတာပညာကိုလေ့လာခဲ့တယ်ကျေးဇူးတော်ဟာတကယ်ချီးမွမ်းလို့မကုန်ပါဘူးဘာဖြစ်ဆိုတော့သူကတကယ်ပြီးသူနဲ့ကျွန်တော်နဲ့အပြင်မှာတွေ့ပြီးတော့သူစိတ်မပြတ်တဲ့အချိန်မှာသာတွေ့ခဲ့ရင်ကျွန်တော်ကဂီတာသမားဖြစ်မှာမဟုတ်လုံးဝပင်းစားတစ်ယောက်ဖြစ်သွားမှာ။ဘာဖြစ်ဆိုကျွန်တော်သူ့အားကြတဲ့အခါကျတော့ကျွန်တော်သူ့နောက်ပဲရှောက်လို့ပြီးမှာ။သူကလုံးဝကိုပြောင်းလဲတဲ့အခါကျတော့ကျွန်တော်ကိုလူမှုရေးဘာသာရေး
ဥပမာရှင်ချင်းမှုကအစကျွန်တော်တို့တုံသင်ဆုံးမှပြီးတော့ကျွန်တော်တို့ယောက်ကအတူတူကလက်တွေ့လာတဲ့ခါရဲ့အဲ့ဒီအချိန်မှာ Iron Cross ဆိုတဲ့ဒေဂီတာကိုသူနဲ့ကျွန်တော်နဲ့ကအတူကစတင်ဖွဲ့စည်းပြီးတော့ဒီမှာ base တွေကိုခမောင်တန်းတို့ကိုခရမ်းတို့ကိုညာနိုင်တို့အတူခေါ်တယ်ပြီးတော့ကျွန်တော်တို့ကကျေးဇူးတော်ပါတယ်ကျွန်တော်တို့ဗမာပြည်မှာကျွန်တော်တို့အဖွဲ့ကဘုရားသခင်ရဲ့ကောင်းကြီးကိုခံစားရတဲ့အခါကျတော့အဆူတော်တွေဖြစ်တဲ့ကိုလေးဖြူကိုငယ်ကိုမျိုးကြီးကိုအဲ့လိုမျိုးဆိုရင်ကျွန်တော်တို့အများနဲ့ဆူတောင်းတယ်ဆူတောင်းပြီးမှကျွန်တော်တို့ကစပြီးလို့ရတယ်ကျွန်တော်တို့ကမြုံကြည့်သူတွေလည်းပါတယ်ဒါပေမဲ့ဒီခါလေးကျွန်တော်တို့ကအလုပ်ရှုပ်နေဆူတောင်းမှုမေ့နေတယ်ဘာညာဆိုသူတို့ကပါဟာဒီလေးဆူတောင်းရဖို့မယ်စတော့မယ်ဆူတောင်းမယ်ဆိုသူတို့ကပါဘုရားသခင်ကိုဆူတောင်းနေတာဘယ်တော့ပဲအောင်မြင်လဲဆိုတာသူတို့ကအရင်သိရှိလာတဲ့ခါကျတော့ကျွန်တော်အမြဲတမ်းဆူတောင်းပြီးမှစတယ်ဟိုဒီနေ့ဟိုကြံခဲ့တဲ့26ရက်နေ့ရာဒီရှိုးနေ့မှာဆိုရင်အဲဒီကဗမာတယောက်ကဖာပြောလဲဆိုတော့ပြင်မာကြီးကြိုင်တာပြောဟာကိုခဏနေဦးလေအခုတို့ဆူတောင်းမယ်မဟုတ်လားလေကျွန်တော်တော့မေ့တယ်ဆူတောင်းမယ်ကျွန်တော်ဓာတ်ပုံရိုက်ချင်လို့ပါတယ်သူတို့တော့သိနေတယ်အားလုံးကဒါဘုရားသခင်ကျေးဇူးတော်ပါတယ်ကျွန်တော်တို့ရဲ့သွားလာလှူရှားခြင်းကျွန်တော်ဒီအမှုပညာလုပ်ငန်းအားလုံးဟာကျွန်တော်အဓိကဘုရားပါရှိလို့ကျွန်တော်တို့ဒီလိုအောင်မြင်ခြင်းဖြစ်ပါတယ်လို့ကျွန်တော်လည်းဆက်လက်ပြီးတော့ဆူတောင်းပေးပါရှင်းနှစ်လည်းသူတို့ပြန်ခေါ်ဖို့ရှိပါတယ်ဒီအလိုတော်ရှိရင်ကျွန်တော်ဒီအသင်းတော်ကိုထပ်မံပြီးတော့လာဖို့လည်းရှိပါတယ်လို့